အမြဲတမ်းအစိုးဆုံးကိုပဲအရင်တွေးနေဘူးလားဥပမာကတခုခုများဖြစ်နေတာလားသူငါ့ကိုမြန်စိတ်ဆိုးသွားတာလားသူဘာလို့ငါ့ကိုစာမပြန်သေးတာလဲအဲ့လိုမျိုးအတွေးတွေဝင်လာပြီဆိုရင်လူတချို့ကကို overthinking ဖြစ်နေတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ psychology ကတခါတလေမှာကစိတ်ကအရင်မတွေးနေမဲနဲ့အုံနောက်ကအရင်တုံ့ပြန်နေတာမျိုးဖြစ်တတ်ပါတယ်အရင်ဘက်ကတော့ဒီ true anxiety နဲ့ false anxiety ဆိုတဲ့အကြောင်းလေးကိုပြပေးခဲ့ပါတယ်အခုတစ်ခေါက်မှာတော့ဒီ false anxiety ကဘာကြောင့်ဖြစ်လာရတာလဲဆိုတဲ့အကြောင်းလေးကိုပြပေးပါမယ် false anxiety ဆိုတာကတရားဝင်စိတ်ကျန်းမာရေးယောဂနာမည်မဟုတ်ပါဘူးစိတ်ကျန်းမာရေးဆရာဝန်ဒေါက်တာအလန်ဗိုရာကဒီ anxiety ကိုလူအများနားလည်အောင်အသုံးပြုထားတာပဲဖြစ်ပါတယ်ဒေါက်တာအလန်ဗိုရာရဲ့အယူအဆအရတခါတရံမှာခန္ဓာကိုယ်ကလက်ရှိမှာဘာအန်ဒီရယ်မှမရှိတော့ပြင်မဲ့အန်ဒီရယ်ထဲမှာပဲရှိနေတော့မဲလို့ထင်နေတတ်ပါတယ်ဥပမာအနေနဲ့ပြောရရင်တော့ကိုယ့်ရဲ့အရင်အလုပ်ရှင်အဟောင်းကသူကိုယ်မကြည့်ရဲ့အချိန်စိတ်တူတဲ့အချိန်တိုင်းမှာသူကကိုယ့်ရဲ့ message တွေကို reply မပြန်တော့ဘူးကိုပို့တဲ့ email တွေ information တွေကိုသူမကြည့်တော့ဘဲနဲ့ပြစ်ထားတယ်လို့ကိုကကြုံခဲ့ပူတယ်ဆိုရင်အခုလက်ရှိကိုယ့်ရဲ့ boss အသစ်ကကိုကိုသူမအားလို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်ကို reply မပြန်နိုင်တာကို email တွေကိုမပြန်နိုင်တာမျိုးဖြစ်တယ်ဆိုရင်ကိုကဒီအရင်တုန်းက boss အဟောင်းနဲ့အတွေ့အကြုံကိုတွားပြီးတော့တွေးမိပြီးတော့အလိုလေရအခု boss ကငါ့ကိုမကြည်တာလားမသိဘူးငါ့ကိုစိတ်ဆိုးနေတာလားမသိဘူးဆိုပြီးထင်သွားတတ်ပါတယ် relationship မှာလည်းအဲ့လိုပါပဲအဲ့လိုအရင်ကကိုယ့်ရဲ့ဒီ partner အဟောင်းကကိုကို cheating လုပ်ခဲ့တယ်ကိုပေါ်ကိုလိမ်လည်ခဲ့တယ်ဖောက်ပြန်ခဲ့တယ်ဆိုရင်ကိုကဒီအခုလက်ရှိ partner ကကိုပေါ်အကောင်းဆုံးဆက်ဆံပေးနေတယ်ဆိုရင်တောင်မှသူ့ဘက်ကကိုစိတ်အနှောက်အယှက်ဖြစ်စေမဲ့အရာလေးနည်းနည်းလေးလုံးမိတာနဲ့သူငါ့ကိုဖောက်ပြန်တော့မှလားမသိဘူးဆိုပြီးတော့တွေးတတ်ကြပါတယ်ဒါတော့လေဒါကကိုယ့်ရဲ့အခုလက်ရှိ boss အသစ်ကကိုစိတ်ဆိုးနေတာလည်းမဟုတ်တယ်လို့အခုလက်ရှိ partner ကကိုဖောက်ပြန်နေတာမျိုးမဟုတ်ပါဘူးကိုရဲ့ဒီအရင်တုန်းကရခဲ့တဲ့ဒီအရင် boss အဟောင်းတို့အရင် partner အဟောင်းတို့ရဲ့ဒီ stress တွေကကိုယ်ထဲမှာကြံနေသေးလို့ပဲဖြစ်ပါတယ်ဒီလို stress အတွေ့အကြုံတွေကြောင့်ခန္ဓာကိုယ်ကဒီလိုအခြေအနေမျိုးကအန်ဒီရယ်ဖြစ်နိုင်တယ်လို့အလိုသတိထားနေတတ်တာမျိုးဖြစ်နိုင်ပါတယ်ဒီနောက်မှာအုံနောက်ကတခုခုတော့မှားနေပြီဆိုပြီးတော့အကြောင်းပြချက်ရှာတတ်ပါတယ်။ဒါကြောင့်တခါတလေမှာ anxiety ကြောင့် overthinking ဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ဒေါက်တာအလန်ဗိုရာရဲ့အယူအဆရတော့လူတွေရဲ့ခန္ဓာကိုယ်ကအန်ဒီရယ်တစ်ခုခုဖြစ်နေတဲ့အချိန်မှာအလိုလျောက်ကိုကာကွယ်ဖို့လှုပ်တတ်ပါတယ်။ပုံမှန်ဆိုရင်ပြဿနာကပြီးသွားလို့ရှိရင်ခန္ဓာကိုယ်ကငြိမ်သွားရပါမယ်။ဒါပေမဲ့ကိုယ်ခံစားချက်တွေကိုအမြဲလိုဖိထားတာအမြဲလိုဖိထားတာခံရတာ stress တွေနဲ့စတိုက်ကြုံရတာအနားမယူပဲအလုပ်တွေစတိုက်လုပ်နေရတာမျိုးဆိုရင်ခန္ဓာကိုယ်ကအန်ဒီရယ်မပြီးဆုံးသေးဘူးလို့သတ်မှတ်နိုင်ပါတယ်။အဲ့လိုချိန်မျိုးမှာဆိုရင်လေ orchid ရဲ့ခန္ဓာကိုယ်ရဲ့အသက်ရှူမြန်နေရင်ခုန်မြန်နေပြီးရင်ဒီမှာဆယ်တွေတင်းမာလာမယ်စိတ်မအေးပဲအမြဲတတိထားနေရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါရင်မကသေးပါဘူးအေးရေးမဝတာမျိုး energy drink တို့ caffeine တို့အတောက်များတာမျိုးအသက်တူရှူတဲ့အချင်းရှိတာမျိုးဒီကုတ်ချက်သားတွေတင်းနေတဲ့အခြေအနေမျိုးမှာဆိုရင်လေခန္ဓာကိုယ်ကအန်ဒီရယ်ထဲမှာကြောက်ရောက်နေပြီလို့ထင်စေနိုင်ပါတယ်အဲ့လိုအခြေအနေမျိုးမှာခန္ဓာကိုယ်ကိုအခုထိမလုံခြုံသေးဘူးလို့ထင်သွားစေနိုင်ပါတယ်အရေးကြီးဆုံးကတော့လေဒီ false anxiety ဆိုတာကစိတ်အားငယ်လို့စိတ်အားနည်းလို့ဖြစ်တာမျိုးမဟုတ်ပါဘူးတခါတရံကြရင်အတွေးတွေကအရင်မရောက်ပဲနဲ့ခန္ဓာကိုယ်ကအရင်တုံ့ပြန်ပြီးတော့အုံနောက်ကနေပြီးမှအကြောင်းပြချက်ရှာနေတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့် anxiety ကိုနားလည်ဖို့ဆိုရင်အတွေးတစ်ခုတည်းကိုပဲထည့်မစင်စားပဲနဲ့ကိုယ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံကိုလည်းနားလည်ဖို့လိုအပ်ပါတယ်နောက်ဗီဒီယိုမှာတော့အခုလို false anxiety ကိုဘယ်လို short ချလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြသွားမှာဖြစ်ပါရဲ့ရှင်